င်္ဂလာပါ မင်္ဂလာပါ ဟုတ်ဆရာကြီးရဲ့ကလောင်နာမည်လေးတစ်ချက်ဆရာကြီးမိတ်ဆက်ပေးပါဦး ကလောင်နာမည်လေးကတော့စာပေလောကရောက်လို့ဆိုတဲ့မူရင်းနာမည်ကာတွင်းကြည့်ခွင့်ဟုတ်တယ်ဒါတခြားကလောင်ပွဲတွေတော့အများကြီးရှိတော့ အဲ့တော့ဆရာကြီးကကာတွန်းကြည့်ရင်ဆိုတော့ကာတွန်းလောကနေပြီးတော့စတင်ဖြတ်တန်းလာလားစာပေလောကနေပြီးတော့စတင်ဖြတ်တန်းလာတယ် ကာတွန်းလောကနေဖြတ်တန်းလာတာ1969ခုနှစ်ပေါ့လေအသက်19နှစ်သားအရွယ်မှာပြ60တာပေါ့ဟုတ်ကဲ့ပြ60တာဟိုမင်းညုံနဲ့ကျင်းသားဆိုတဲ့ရာဇဝင်ရုပ်ပြလေးဟုတ်ကဲ့စီးပြီးတော့ကာတွန်းလောဟိုစာပေလောကကိုရောက်လာဟုတ်အဲ့တော့ကာတွန်းဆွဲတဲ့ဆရာကြီးတွေတော်တော်များများကဒီစာပေဟိုနည်းနည်းပါးပါးလောက်ပဲရေးတာတွေတွေ့ခဲ့ပြီးတော့နော်ဆရာကြီးကတော့စာအုပ်တွေအများကြီးလဲထုတ်ခဲ့တယ်ဆိုတော့စာပေထုတ်ခဲ့ရတဲ့ရည်ရွယ်ချက်လေးတစ်ချက်ပြောပြပါဦးစာရရကဟိုကာတွန်းဆွဲရမယ်အကြောင်းကသူ့ဟာသူဖန်လာတာစာရရကစာပတ်ချင်းဝါဒနာနဲ့စာရေးချင်းဝါဒနာစာရရပါခဲ့တာဒါပေမဲ့လို့ခုနကမျောလို့မဲ့ကာတွန်းဆရာဖြစ်လာတာဟုတ်အဲ့ဒါကြောင့်ကာတွန်းနေနားတဲ့အချိန်မှာဝတ္ထုရေးတာဝတ္ထုရေးတယ်ဟာအဲ့တော့ဆရာကြီးရေးခဲ့တဲ့ဝတ္ထုလို့နော်ဝတ္ထုစာအုပ်အရေးအတွက်ပေါ့နောက်တော့များဖတ်ခဲ့ပြီးပဲတော့ကာတွန်းဝတ္ထုကာတွန်းရုပ်ပြကတော့အားလုံးပေါင်း290ရေးခဲ့ပြီဟုတ်ဝတ္ထုကတော့လုံးဝဝတ္ထုကတော့အားလုံး43ရှိသွားပြီကာတွန်းက200တော့ပါ290 290ဟုတ်ကဲ့ပြောတာအဲ့တော့ဆရာကြီးစာအုပ်ကလေးထဲမှာတချို့အညာဒေသအကြောင်းအရာလေးတွေကိုတွေ့ကြတယ်ပေါ့နော်အဲ့ဒီအညာဒေသနဲ့တချို့ထမ်းရည်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနော်အညာဒေသအကြောင်းအရာလေးနည်းနည်းပြောပြပြီးတော့အဲ့ဒါတော့ကိုရင်လည်းအညာသားနီအညာသားပုပ်ပါနဲ့ပကံညောင်ဦးရဲ့ဂျာပလန်ကန်ဆိုတဲ့ရွာလေးမှာမွေးခဲ့တာဆိုတော့ကိုရင်လည်းအဲ့ထမ်းမင်းကြီးပိုင်ဆိုင်ခဲ့တာဟုတ်ကဲ့ဂျာလေးကပဲဆိုင်နန်းဆိုင်လူတွေလုတ်ခဲ့ရတာနိဟုတ်လုပ်ခဲ့ရတော့ကိုယ့်ဒေသလေးရဲ့အကြောင်းလေးတွေကိုဒါမမတင်နေရှိတဲ့အချိန်လေးမှာဒါရေးပြတာပေါ့ဟုတ်အဲ့တော့ဆရာကြီးရေးခဲ့တဲ့စာအုပ်တွေထဲမှာဆရာကြီးအကြိုက်ဆုံးပေါ့အကြိုက်ဆုံးဝတ္ထုရလို့အဲ့လိုရှိတာဝတ္ထုတွေကတော့အကြိုက်ဆုံးကအဲ့ပန်းရည်ပေါ့ဟုတ်မဟာဂီတနဲ့ပတ်သက်တဲ့ဟာကိုအခြေခံပြီးတော့ရေးတာပန်းရည်ပေါ့အဲ့ဒီဦးနည်းကတော့ဟိုသုတစာကတော့မြန်မာထမ်းတယ်မြန်မာမှုထုံးတမ်းစင်မှာကြိတ်လက်ရိုးရာတည်များစာအုပ်ပေါ့ဟုတ်ကဲ့အဲ့တော့စာပေဖြတ်တန်းမှုခရီးတစ်လျှောက်နော်ဆရာကြီးအတွေ့အကြုံတွေကိုပေါ့နော်နည်းနည်းအဲ့လိုပြည့်စုံပြီးတော့ပြောပြပါအတွေ့အကြုံတွေကတော့ဟိုဒီဖြတ်တန်းခဲ့ရတဲ့အစာခီးရဟိုစာပေနဲ့အခုလက်ရှိစာပေဖြတ်တန်းမှုကအရန်ခွာသွားပြီဟုတ်ကဲ့ရန်ပါဘာလို့ဆိုတော့ဟိုဆရာတို့ဘုံလုံးကရေးခဲ့တာတွေကပြ60တန်းရုပ်ပြတကြက်တန်ဝတ္ထုဆိုတာဟိုအခုချိန်ပြန်ပြောပြလို့ရှိရင်ဘယ်သူမှယုံမှာမဟုတ်ဘူးဟုတ်တယ်လားအဲ့တော့ဆရာကပြ60တန်းရုပ်ပြတွေရေးခဲ့တယ်နောက်အဲ့ဒါတွေပြီးတော့1992ခုနှစ်နိုင်ငံတော်ကကာတွန်းတွေပြေးလိုက်ဟုတ်ကာတွန်းတွေပြေးလိုက်တဲ့အချိန်မှာဘာမှလုပ်ကြရမရှိတော့ဝင်းဝါဒနာပါတဲ့ဝတ္ထုရေးခြင်းတဲ့ကိုအဲ့ဒီကြက်တံဝတ္ထုရေးခဲ့တယ်ဟုတ်ကာတွန်းတွေပြေး1992ခုနှစ်ပေါ့ပြေးလိုက်တာ92ခုနှစ်တော့ကြာတော့ဘာမှလုပ်ကြရမရှိတော့အဲ့ဝတ္ထုစာရေးတယ်အဲ့ဝတ္ထုကတကြက်တံအဲ့ဒီကြက်တံဝတ္ထုကိုအုပ်20လောက်ရေးခဲ့တာဟုတ်ကဲ့အဲ့ဒီပါပဲပြတ်တမ်းဘာလို့ဆိုတော့ခုခေတ်နဲ့ဒီခေတ်များပြောရလို့ရှိရင်ဟိုဓာကြီးရဲ့အတိတ်ထိုင်ပြီးတော့ဟိုပြောခွင့်ရမယ်ပြောရမယ်ဆိုရင်အကုန်ပြောနိုင်တယ်ပေါ့ခုခေတ်ကလှုပ်ရှားမှုနဲ့ဒီခေတ်ကလှုပ်ရှားမှုကအဆမတန်ကွာသွားပြီခေတ်ကလည်းတိုးတက်လာတာနဲ့အမျှပေါ့ဟိုထုတ်ဝေတဲ့အနေထားတွေပါလိညာတွေကလည်းအကုန်လုံးပြောင်းလဲသွားဟုတ်ကဲ့ပြီးတော့ဘိုးတော်အကြောင်းကိုပြန်ပြောပြလို့ဒီခေတ်စာပေသမားတွေကယုံတော်ယုံမှာမဟုတ်အဲ့လိုအခုက ID ခက်လေးဖြစ်နေတဲ့အချိန်မှာစက်ကူဈေးတွေကလည်းအရန်တက်တယ်ပေါ့နော်ဟုတ်တယ်အဲ့တော့သတင်းစာဂျာနယ်မဂဇင်းဆိုတာကလည်းဟိုပုံမှန်မထွက်နိုင်ကြဘူးပေါ့အဲ့ဒါအခု ID ခက်မှာစာဖတ်ပိသက်တွေစာအုပ်ထုတ်ဝေသူတွေရဲ့အပေါ်မှာဆရာရဲ့တုံ့တက်ချက်လေးတစ်ချက်ပြောပြပါဦးဘာလို့ဆိုတချို့စာဖတ်တဲ့ပိသက်တွေတိတ်မရှိသလောက်ဖြစ်သွားတယ်မရှိသလောက်အဲ့ဒီအပေါ်မှာဆရာရဲ့အမြင်လေးပေါ့စာဖတ်တဲ့လူကတော့သူပမာကြီးကကိုရုံးနေရစာဖတ်ဝါဒနာလဲမပါကြဘူးဖတ်လိဖတ်တာလည်းမရှိကြဘူးပိုဆိုးလာတာကတော့ဖုန်းတွေပေါ်လာဟုတ်ကဲ့တီဗီတွေပေါ်လာပေါ့
အဲ့ဒါငကိုတွေကမှအားနေနေရတဲ့ကြားထဲမှာအဲ့ဒါတွေဝင်လာတော့အဲ့ဒါတွေ